what's up guys အားလုံးပဲမင်္ဂလာပါကျွန်တော်အခု San Francisco Marina Boulevard မှာလုပ်မဲ့ Red Bull showroom ကိုကျွန်တော်သွားနေပါတယ်အခုကျွန်တော်နေတဲ့ Fremont ကနေ San Fran ကို45မိနစ်လောက်စီးရပါမယ်ကျွန်တော်ဗီဒီယိုတွေမရိုက်ဖြစ်တာလေးကြာပြီဆိုတော့အမတ်တရားလေးဖြစ်တော့ကျွန်တော်အခုဗီဒီယိုလေးတစ်ပုတ်လုပ်ထားပါတယ်ကျွန်တော်အခု San Fran ကိုရောက်ပါပြီသွားလို့အများများပြီး transportation တွေကျက်နေတော့ကျွန်တော်တို့land shop ပဲသွားနေရပါတယ် F1 car ချိန်တဲ့သူတွေသူကဒီဗီဒီယိုလေးကိုကြိုက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ် so F1 driver Yuki နဲ့သူကျွန်တော်နဲ့ဒီပွဲကိုလိုက်ကြည့်လိုက်အောင်ဝယ်ပြီးခိုင်းနေမှာပဲကာမီလောင်းလာလို့ကျွန်တော်တို့ထွက်လာခဲ့ပါတယ်ဆိုအခုမြို့ထဲခဏသွားမယ်ပြီးရင်ကျွန်တော်တို့ညစာစားပြီးကျွန်တော်တို့ပြန်ပါပြီကျွန်တော်ဗီဒီယိုလေးတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လုပ်ဖို့မမေ့တော့ပါနဲ့အောင် see you guys